မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပထမဆုံးဒီအိမ်လေးကိုဖန်တီးတဲ့သူဒါကျွန်တော် credit ပေးချင်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီအိမ်လေးကိုတော်တော်လေးသဘောကျတယ်ပေါ့နော်ရောက်သွားတဲ့အချိန်မှာသူ့ရဲ့မြင်ရတဲ့ landscape ဘိုင်းအိမ်ကိုဝင်တဲ့အဝင်အနေထားသူကပုံစံလေးကinnovation ဖြစ်တဲ့ပုံစံမျိုးလေးဖြစ်တယ်ဗျအဲ့တော့ကျွန်တော်ဒီအိမ်လေးကိုအခုအယောင်မိတ်ဆက်ပေးပါမယ်နေရာအနေနဲ့ကတော့ပြည်ဦးလင်ရဲ့မြို့အဝင်ရက်ွက်ကြီး9အောင်ဒုက္ခမှာဖြစ်တဲ့စန္နာလန်းကနေဝင်လာရင်လည်းရသလိုခေမာလန်းဘောဂလန်းနေတဆင့်ဝင်လာရင်လည်းရောက်တဲ့နေရာမှာတည်ရှိတဲ့ခြံဝင်းနဲ့ဖြစ်တယ်ခြံကျေကလည်းပေ80ပတ်လည်ပေါ်မှာတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်ဖြစ်တဲ့လုံးဝကိုလူမနေရသေးပဲနဲ့အိမ်အသစ်ဆက်နေခြင်းနဲ့မိတ်ဆွေတွေအတွက်ကတော့တကယ်ကိုမှအဆင်ပြေတယ်ပတ်ဝန်းကျင်ဆိုတာလည်းတော်တော်လေးကောင်းတယ်လမ်းကလည်းကားနစီရှောင်လို့ရတဲ့အနေအထားမျိုးမှာတည်ရှိတယ်ခြံကျေကလည်းပေ80ပတ်လည်ဖြစ်ပြီးတော့ဂရန်မြေအနေအထားမျိုးလေးဖြစ်တယ်ဇီနိုအနေနဲ့ကလည်းပရိသာမြို့တင်နဲ့ရှင်းမယ်ဆိုရင်ပရိသာမြို့တင်မှာပေ40 60ကိုအိမ်ကောင်းနေဆိုရင်3,200 1,300ဝန်းကျင်ရှိတယ်ဒီကောင်ကတော့ပေကျေပေ80ပတ်လေကို RC နှစ်ထပ်တိုက်နဲ့ဇီနိုကလည်းတော်တော်လေးကိုတန်တဲ့အထဲမှာပါတယ်1,300 ပဲခေါ်ဆိုထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲအဝင်းမာတွေကိုတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အိမ်ထဲမှာပါတယ်ခြံဝင်းထဲမှာလည်းကားက5စီး6စီးလောက်ထိကိုထားလို့ရတဲ့ landscape အနေထားဖြစ်တယ်ပြင်ထားတဲ့သူ့ရဲ့ပန်းပင်တွေနဲ့ကလည်းတကယ်ကိုစိတ်ကြည်နူးစေဖို့ကောင်းတယ်အဲ့တော့လမ်းလေးကလည်းတကယ်ကိုအကွေ့လေးနဲ့တက်ရတာ feeling လေးကတော်တော်လေးကိုမိုက်တဲ့အထက်မှာပါတယ်အဲ့တော့ကျွန်တော်တို့ဒီအိမ်လေးကိုလေးလာကြည့်ကြမယ်အဲ့တော့အိမ်အဝင်းမှာတင်လုံခြုံရေးအတွက်ကိုတန်မန်းတကားတွေကိုဒီဇိုင်းဖော်ပြီးတော့တက်ဆင်ထားပေးတယ်အဲ့ဒါလေးတစ်ချက်ကလည်းတော်တော်လေးကိုကြိုက်တဲ့ထဲမှာပါတယ်ဧကန်ကလည်းကျဲတယ်မီးဆိုင်တွေနဲ့အကုန်လုံးအလှဆင်ထားပြီးသားအသင့်တက်နေလို့ရမယ်အနေထားဖြစ်တယ်ဒီမှာအခန်းဖွဲ့အနေနဲ့ကတော့master ခန်း3ခန်းပါတယ်အောက်ထပ်မှာတော့ living room ပါမယ် dining kitchen နဲ့ master တခန်းပါရှိတဲ့အတိုင်းအတာမျိုးလေးလည်းဖြစ်တယ်အိမ်ရဲ့အနောက်မှာလည်းမြေပူအနေနဲ့ပါတယ်ဘေးဘက်ဝန်းကျင်ကလည်းခြံဝန်းကျယ်တင်တဲ့တကယ်ကို VIP တွေလိုမျိုးနေကြတဲ့ရက်ကွက်အနေထားမှာတည်ရှိတဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ်အခန်းဖွဲ့တွေကတော့အောက်ထပ်က master bedroom ဖြစ်တယ်အခန်းကလည်းကျယ်တယ်လုံခြုံရေးတန်ပန်းတကားတွေလည်းအကုန်တက်ဆင်ထားပေးတယ်ရေကျူးခန်းလည်းလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့အတိုင်းအတာမျိုးလေးဖြစ်တယ်လေကားခွင်ကလည်းကျယ်ပြီးတော့အပေါ်ဓာတ်မှာဆိုရင်တော့အခန်းဖွဲ့အနေနဲ့နောက်ထပ် master 2ခန်းရဲ့ shrine room ထားလို့ရမယ့်အနေထားမျိုးလေးဖြစ်ပါတယ် master ခန်းတွေကလည်းအပြင်ကိုထွက်လို့ရမယ့် runner အနေနဲ့လည်းပါရှိတယ်အဲဒီကတော့တော်တော်လေးကောင်းတဲ့တဲမှာပါတယ်ရေဘူးရေအေးတွေလည်းပါပြီးတော့အသင့်လက်တင်နေလို့ရမယ်အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ဒါတော့နောက်ထပ် master bedroom တစ်ခန်းဖြစ်တဲ့အခန်းဒီအကုန်လုံးကကျယ်ပြီးတော့အပြင် runner ကိုထွက်လို့ရမယ်လေသာဆောင်အနေနဲ့လည်းပါရှိတဲ့အတိုင်းအတာမျိုးလည်းဖြစ်ပါတယ်အနည်းချုပ်အနေနဲ့ပြောရတာဒီအိမ်လေးကရက်ွက်ကြီး9အောင်ဒုက္ခမှာတည်ရှိတယ်ခြံကျင်ကပေ80ပတ်လေဂရန်မီဖြစ်ပြီးတော့ဂရန်တက်တန်လဲကြံမယ်ဈေးနှုန်းအနေနဲ့ကလည်း1,300ပဲခေါ်ဆိုရတာဖြစ်ပါတယ်ပိုင်ရှင်နဲ့ဓာတ်ရိုက်ကိုမှစိတ်ကြိုက်ဈေးညှိနိုင်လို့ရမယ်နေရာမျိုးဖြစ်တာမို့လို့လက်ဦးမှုယူမယ်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Sweet Home Facebook TikTok YouTube Channel တွေကနေပြီးတော့မှဆက်သွယ်စုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ဗျ